ကျွန်တော်တို့ဗျာဒီအကြမ်းဖက်မှုလှုပ်ရှားဆန့်ကျင်တဲ့လှုပ်ရှားမှုကိုဒီထက်ကြဲကြဲပြန့်ပြန့်နိုင်ငံတကာအဆင့်ဒါကျွန်တော်တို့အာဆီယံအဆင့်အားလုံးပေါင်းပြီးတော့မှကျွန်တော်တို့ပြောတင်တယ်လားဒီကြဲကြဲပြန့်ပြန့်လှုပ်ရှားတဲ့နယ်အားလုံးပူးပေါင်းပါဝင်တဲ့နယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဒါမှသာလျှင်အမျိုးသမီးအခွင့်အရေးအပြည့်အဝရမှာပါမဟုတ်ဘဲနဲ့ဆိုရင်တော့ဒီဟာကြီးကိုကျွန်တော်ဒီလှုပ်ရှားမှုကိုအားလုံးဝိုင်းဝန်းမပူးပေါင်းဆိုရင်ဒါစစ်ကောင်စီလှုပ်ချင်တိုင်းလှုပ်နေတဲ့ကိစ္စပါမှာကျွန်တော်တို့မီးမောင်းထိုးပြဖို့အချိန်တန်ပြီးအချိန်တန်တာမဟုတ်အချိန်လောင်ကြောနေပြီအမျိုးသမီးတွေအများကြီးစရေးပြီးသွားပြီကျွန်တော်တို့ဒီထက်မှကကြကြပြန့်ပြန့်လှုပ်တင်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဟုတ်အများကြီးပဲဘယ်လောက်ထိဆိုးကျိုးခံစားနေရဆိုတော့ကိုယ်ယုံကြည်ချက်ကြောင့်ဒီဆက်အာဏာရှင်ကိုရိုးရိုးလေးစီဒီအန်လုပ်ခဲ့တဲ့သူတွေလာကျွန်တော်တို့ပြည်တွင်းမှာဆိုလဲဘယ်နေ့ငါလာဖမ်းမလဲကြောက်လန့်တကြားနဲ့သူတို့နေရတယ်နောက်ပြီးတော့ဖမ်းခံရရင်လည်းလာကိုထိလက်ရောက်စော်ကားမှုတွေကိုသူတို့ကြောက်နေရတယ်သူတို့ရဲ့လာပြည်တွင်းမှာမလုံခြုံလို့ပြည်ပပြေးလာတဲ့အခါမှာလဲဒီရောက်နေတဲ့နိုင်ငံတွေမှာဆိုရင်လဲဒါမလုံခြုံတဲ့ဟလာကိစ္စတွေကျွန်တော်တို့အများကြီးပဲကျွန်တော်တို့တွေ့နေရတယ်သူတို့လင်သားတွေကဖမ်းဆီးခံထားရတာရှိတယ်ဟလာဒီအမျိုးသမီးတွေကဒီမှာဖြစ်တယ်လို့ရုန်းကန်နေရတာရှိတယ်ခေပညာတက်ပြီးတော့မှရုန်းကန်နေရတာလေရှိတယ်နောက်တားလောက်တဲ့လူကတိုက်ပွဲမှာဒဏ်ရာရသွားလို့အမေလောက်တဲ့လူကတားအတွက်လာပြီးပြုစုပြီးတော့မှတော်တော်လေးကိုဒုက္ခရောက်နေရတဲ့အမျိုးသမီးတွေကျွန်တော်တို့တွေ့တယ်အများကြီးပဲအမျိုးသမီးတွေဒီမိသားစုလိုက်ဒုက္ခရောက်ပြီးတော့မှဒီဘဝအသစ်မှာဟလာဆွေမရှိမျိုးမရှိဥစ္စာမရှိဓနာမရှိစီးပွားမရှိဘာမှမရှိဘဲနဲ့သူတို့ဘဝကိုသူတို့ပြန်ပြီးတော့ရအောင်ရက်တည်နေရတဲ့အမျိုးသမီးဒုတွေအများကြီးရှိပါတယ်ဒီအမျိုးသမီးဒုတွေကိုကျွန်တော်တို့ကကူညီတဲ့နဲ့ဖေးမတဲ့နဲ့စောင့်ရှောက်တဲ့နဲ့ဓာကြီးကိုကူညီဖေးမစောင့်ရှောက်ဖို့ဆိုတာကတည်တည်ချာချာလေးလုပ်တင်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့ဟလာကျွန်တော်တို့မထိရောက်တဲ့ကူညီမှုတွေမထိရောက်တဲ့ပံ့ပိုးမှုတွေနဲ့တွားနေမယ်ဆိုရင်တော့ဒီအမျိုးသမီးဒုတွေအတွက်ကကျွန်တော်တို့ဗဇက်ကစောင့်ရှောက်နေတာလို့ပဲကျွန်တော်တို့အမြင်တက်ရမှာဖြစ်ပါတယ်ပေါ့နော်